ပေးရတဲ့အချိန်နဲ့တန်အောင်ကောင်းတဲ့အမိုက်စာရွှေဇက်ကဒီလိုဇက်ကမျိုးမှမကြည့်ရင်ကျွန်တော်တို့ဘယ်လိုဇက်ကမျိုးကိုတွားကြည့်ကြမှာတကယ်ချင်းတို့အားလုံးစောင့်မျှော်နေကြတဲ့မင်းနာကြီးဟောင်မင်းရဲ့ကမ်မတ်ဒရမာတစ်ဖြစ်တဲ့ Made in Korea ဇက်လန်လေးကတော့ဘယ်ဂီတဲ့ဟာနိုင်ငံတော်ကိုစီးပွားရေးလက်နက်တွေအတုံးချပြီးတော့စီးစိမ်နဲ့အာဏာရဲ့ထိတ်ဆုံးနေရာကိုတက်လှမ်းနိုင်မှုစ조사နေတဲ့ဗဟိုထောက်လှမ်းရေးအဖွဲ့ဦးစံဌာနခွဲကဌာနမှုဖြစ်ပါတယ်သူရဲ့အာဏာကိုအတုံးချပြီးတော့မူရီစေဝါလောကကိုထိန်းချုပ်ဖို့စ조사နေသူတယောက်လည်းဖြစ်ပါတယ်ဂျန်ကွန်ရောင်းကတော့ကြမ်းတမ်းခတ်ခဲတဲ့ပတ်ဝန်းကျင်ကြားကနေကိုအားကိုပြီးတော့အမှုစစ်ဖြစ်လာတဲ့သူပါအဲ့ဒီလိုမျိုးနိုင်ငံအဖွဲ့အစည်းကိုအတုံးချပြီးစီးစိမ်နဲ့အာဏာရဲ့ထိတ်ဆုံးကိုတက်ဖို့စ조사နေတဲ့ဘယ်ဂီတဲ့ကိုတန်တရားဆဖြစ်လာပြီးတော့ဘယ်ဂီတဲ့ရဲ့လောဘဩဇာတွေကိုတားဆီးဖို့အတွက်ဂျန်ကွန်ရောင်းတယောက်ရှိသမျှအရာအလုံးပုံအောပြီးတော့အစမ်းကုန်တိုက်ပွဲမှုစ조사တဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်ကြမလဲနိုင်ငံတော်ကိုအတုံးချပြီးတော့ကိုကျိုးရှာမဲ့ဘယ်ဂီတဲ့နဲ့ဘယ်ဂီတဲ့ရဲ့လှုပ်ဝက်ချက်တွေကိုစ조사ဖော်ထုတ်သွားမယ်ရန်ကုန်ရောင်းတို့ကြားကအားပြိုင်ကြပုံကိုရင်ကုန်စိတ်လို့ရပွဲကြည့်ရမယ်တော်တော်လေးကိုမိုက်တဲ့ဒရမာဇက်လန်တွေအစ်စ်လေးဖြစ်ပါတယ်ဇက်လန်ထဲမှာတော့အဓိကတိဆောင်နေနဲ့မင်းနာကြီးဟောင်မင်းမင်းနာကြီးဂျိုဝူဆောင်မင်းနာဝူဒူဟန်မင်းသမီးချိုယူချောင်မင်းနာချောင်းဆောင်အင်မင်းသမီးဝူဂျူအန်နဲ့မင်းသမီးဂျော်လေးဆိုအမ်စုတို့ပါဝင်ထားပါတယ်ဇက်ကလေးကစီဇန်နေနဲ့ဆိုရင်လည်းစီဇန်2ထိတောင်ထွက်ရှိမှာဖြစ်ပြီးတော့စီဇန်1ကိုတော့6ပိုင်းနဲ့စီဇန်2ကိုတော့နောက်နှစ်ထဲမှာပြသဖို့စီစဉ်ထားပါတယ်ခုလက်ရှိကတော့နှစ်ပိုင်းထိထုံးလင်းပြသလို့ပြီးသွားပြီးတော့ဇက်ကလေးကိုစောင့်ကြည့်ခြင်းနော်အပတ်စဉ်ဗုဒ္ဓနေ့တိုင်းထွက်ရှိမှာဖြစ်ပါတယ်ဗေဒီနေနဲ့ဆိုရင်လည်း INDB 8.3အောင်ရရှိတဲ့ဇက်ကာကောင်းလေးတကဖြစ်ပါတယ်ကျွန်တော်ဒီဇက်ကာကိုနောက်မှ AC ကြည့်မယ်လောက်တာရင်းနဲ့ကျွန်တော် TikTok ဖွင့်ကြည့်လိုက်တဲ့ခံမှာဒီဇက်ကာရဲ့ဇက်လန်အတူလေးကျွန်တော်တွေ့လိုက်တော့ကျွန်တော်စက်ချင်တွားကြည့်လိုက်တဲ့အချိန်မှာဇက်လန်လေးကတော်တော်လေးကိုကောင်းတယ်ကောင်းပါဗောမင်းသားကလည်းအားလုံးရဲ့ချစ်တော်ကြီးဟောင်မင်းဆိုတော့မကောင်းမဲနေမလားမင်းသားနဲ့အပြိုင်မင်းသားကလည်း movie မင်းသားကြီးဂျောင်ဦးစောဆိုတော့ဗျဇက်ကဘယ်လောက်တော့မိုင်းနေမလဲဆိုတော့ကျွန်တော်မပြောတဲ့တကယ်ချင်းတို့သိလိမ့်မယ်လို့ထင်ပါတယ်ဇက်ကလေးကိုကြည့်ရင်သိလိမ့်မယ်ဘာဖြစ်လို့လဲဒီဇက်ကလေးကိုတေချာလေးရိုက်တာမှန်သိရတယ်ဗျရိုက်ချက်တွေကတော်တော်လေးမိုက်လို့ကြည့်ရတာပို့ပြီးတော့ဆက်ရှင်တက်စေဇက်ကလေးကဇက်လန်ရဲ့အစမှတင်ကိုတော်တော်လေးကျန်းတယ်လို့ပြောတယ်မင်းသားဂျပန်တိုဂျိုတာလေစိတ်ကနေဖူကာကိုပြန်တန်းနေတဲ့ဂျပန်လီကျောင်းလိုင်း350တက်ကနေဗျသူပြန်တန်းနေလို့ဂျပန်ကွန်မြူနတီအဖွဲ့ရဲ့အချမ်းဘက်ဖွဲ့စည်းကဗျလေရင်ပြန်ပေးဆွဲလိုက်တဲ့မှာမင်းသားအဲ့လေမှာပါသွားတယ်မင်းသားကအဲ့တော့မှဘယ်သူမှမထိခိုက်ပဲနဲ့အားလုံးလွတ်အောင်မင်းသားကသူ့အုံထောင်းနဲ့ပဲသူကဒီလိုပြတော့ဆန်းလန်းစားတယ်တော်တော်လေးကိုမိုက်နေပြီလို့ပြောရမကြည့်ရတဲ့တငယ်ချင်းတွေရှိရင်တွားကြည့်ကြပါဇက်ကလေးကအစဆိုရင်တော့နည်းနည်းလေးတော့တတိချာလေးစကိုဖက်ရမယ်ဇက်ကပုံစံမျိုးသူကရှင်းပြနေတဲ့ပုံစံလေးနဲ့စတာတဲ့အတွက်နားလဲအောင်ဆိုရင်တော့ဗျာစာလေးကိုတေချာလေးဖတ်ကျွန်တော်ဇက်လန်အားလုံးနားလဲအောင်နည်းနည်းလေးရှင်းပြရမယ်ဟောင်မင်းကနိုင်ငံရေးရဲ့ဘိုးထောက်လန်ရေးအဖွဲ့ဌာနမူပေးမယ်သူရဲ့အာဏာကိုအသုံးချပြီးတော့ဝိဆွေရောလောကကိုချုပ်ကင်ဖို့စူးစမ်းနေလူတယောက်ပေါ့နော်အဲ့ဒီလိုမျိုးနဲ့နိုင်ငံရေးအဖွဲ့အစည်းကိုအသုံးချပြီးတော့စီးစိမ်နဲ့အာဏာရဲ့ထိတ်ဆုံးကိုတက်ဖို့စူးစမ်းနေတဲ့ဟောင်မင်းကိုတတိထားပြီးတော့ဒီမူစေဝိုင်းဂိုင်းအမှုတစ်ခုကိုလိုက်နေတယ်အမှုစစ်ဌာနရဲ့မင်းသားကြီးကြောင်ဆောင်ပေါ့သူတို့နှစ်ယောက်ရဲ့အရန်အောင်မိုက်တဲ့တရဆောင်ချက်တွေနဲ့ရှယ်မိုက်တဲ့ဇက်ကလေးဖြစ်တဲ့အပြင်ကိုမင်းသမီးချောလေးတွေအများကြီးပါဝင်ထားတဲ့အတွက်ဇလန်ကွဲကိုတွားကြည့်ကြည့်ဖို့ကျွန်တော်ညှိုးမေးချင်ပါကျွန်တော်လည်းတော်တော်လေးကိုကြိုက်တယ်ဒီဇက်ကာကိုနှစ်ကုန်ကန်နီးလေးမှာဇက်ကာကောင်းတကားကြည့်ရတယ်လို့တော့ထင်ပါတယ်ဟို INDB နေနဲ့ဆိုရင်လည်း 8.3 ပဲပေးတာပါဘာလို့ 8.3 ပဲပေးလဲလို့မသိဘူးကျွန်တော်ဆိုရင်တော့9လောက်ပေးမယ်ဒီဇက်ကာတကယ်ချင်းတို့တွားကြည့်ကြည့်ရပါဘာဖြစ်လို့ဆိုတော့ဒီဇက်ကာကအချစ်ဇက်လန်လုံးဝမပပဲနဲ့မိုက်စာရှေ့ကျန်းလာတဲ့ဇက်ကာဖြစ်တဲ့အတွက်မင်းနဲ့ဟောင်မင်းရဲ့ fan တွေအတွက်လည်းလုံးဝလက်မလွတ်တမ်းကြည်တင်တဲ့ဇက်လန်ကောင်းလေးပဲဖြစ်ပါတယ်တကယ်ချင်းတို့အားလုံးကိုကျွန်တော်ဒီကားလေးကိုတော့ညှိုးမေးလိုက်ချင်ပါတယ်ဒီဇက်ကာလေးကိုဘာမှကြည့်ရမှမသိတဲ့တကယ်ချင်းတွေအတွက်ကျွန်တော်ရဲ့ channel ဖြစ်တဲ့ Zesima 123 Zesima 112တို့မှာတွားကြည့်လို့ရတယ်လို့ကျွန်တော်ရဲ့ comment မှာကျွန်တော် link လေးချခဲ့မှာအဲ့ဒီ link လေးကိုဝင် join ပြီးတော့လည်းတွားကြည့်လို့ရပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and share follow လေးလုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်